ရှင်ပုံရွဲဆိုလို့ရှိရင်ဘလူပုံစံမျိုးပဲချက်ပေါ့နော်အကျော်ပဲကြော်ဟင်းပဲချက်အရန်ကူမှကြိုက်တဲ့ငဲလူမျိုးလူတွေရှိလားမသိဘူးနော်ဒီနေ့တော့ငဖဲရှင်ပုံချက်လေးချက်စားဖြစ်ပါတယ်ရှင်အရင်ဆုံးငဖဲကိုစားလေးနဲ့ငယ်ရတာမုတ်လေးနဲ့ငယ်ထည့်ပြီးတော့အားလုံးကိုတေချာလေးတမသွားအောင်နေပါမယ်ရှင်ပြီးရင်တော့ကိုစိတ်ကြိုက်အလုံးလေးတွေလုံထားပေးရပါမယ်ရှင်ကျက်သွန်ဖြူနဲ့ကျက်သွန်နေကိုခက်များများလေးထည့်ပြီးတော့ကြိုက်ထားပေးရပါမယ်ရှင်အရင်ဆုံးချင်ပုံရွက်ကိုရေလေးနဲ့ငယ်ထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ငယ်ပြုတ်သွားပေးလိုက်တာချင်ပုံရွက်လေးတွေကပြစ်ပြစ်နဲ့လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ရပါပြီရှင်အိုးတဲ့စီထည့်ပါမယ်စီပူလာရင်တော့ကျက်သွန်ကြိုက်ထားတာလေးထည့်ပါမယ်နှစ်နှင်းမောက်နဲ့ငယ်ထည့်ပြီးတော့စီတက်ပါမယ်ရှင်စီတက်ထားတာလေးနက်မွေးလာပြီဆိုလို့ရှိရင်တော့ငရုတ်တီးအကျက်မှုန့်နဲ့ယုံတီမှုန့်ကိုစားနဲ့တလုံးလေးထည့်ပြီးတော့အားလုံးကိုတေချာသမသွားအောင်မှွေပါမယ်ရှင်စီတက်ထားတာလေးနက်မွေးလာပြီဆိုလို့ရှိရင်တော့ငဖဲလုံးထားတာလေးထည့်ပါမယ်ရှင်အရသာတွေငံပြားကြီးထည့်ပါမယ်စားနှင်းငယ်ဟင်းချူမုံနှင်းငယ်အရသာမုံနှင်းငယ်ထည့်ပြီးတော့အားလုံးကိုတေချာသမသွားအောင်ကြော်ပါမယ်ရှင်ခဏကချင်ပုံပြုတ်ထားတာလေးထည့်ပါမယ်ရှင်ပြီးရင်တော့ရေလေးနှင်းငယ်ထည့်ပါမယ်ကဲအခုဆိုရင်တော့ငယ်ကြော်သွားပေးလိုက်တာရေလေးခံပြီးပြပြနဲ့လေးနဲ့စီလေးပြန်လာပြီဆိုလို့ရှိရင်တော့ငယ်တို့ငရုတ်ဒီဇိုင်းလေးအုပ်ပါမယ်ရှင်ခုဆိုရင်တော့ပြပြနဲ့လေးနဲ့အရန်ကိုမစားကောင်းတဲ့ငဖဲချင်မောင်ချက်လေးရသွားပါပြီရှင်ကဲဒါဆိုရင်တော့ငယ်ရဲ့နောက်တဲ့ဗီဒီယိုလေးတွေမှာထပ်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်